အနုပညာလောကမှာဘာရေးကြီးလဲဆို credit ကစောင်းရေးကြီးတယ်ဒီသချင်းကိုကျွန်တော်မရေးပဲနဲ့ဒီသချင်းကကျွန်တော် idea ပေးလိုက်လို့ဖြစ်သွားတယ်ဗျာဆိုတဲ့ credit နဲ့တွေအဲ့သချင်းကိုအားဆုံးခွန်ဆိုင်ရေးခဲ့တဲ့ကောင်ကစောက်ဘောဖြစ်သွားတာဗျာတိလားအဲ့ credit ကိုလာပြီးတော့စားကြတာအဲ့လိုလာစားကြတဲ့ကောင်ကိုတော့ကျွန်တော်တို့ကထာဝရဘောပါပဲထာဝရဘောပါပဲခင်ဗျာနော်အဲ့ credit ယူတဲ့ကောင်တွေအကုန်လုံးကိုကျွန်တော်ကစောက်ရမ်းမုန်းပါတယ်အဲ့လိုသူများလောက်ထားတဲ့အမှုပညာကို credit တက်ယူတဲ့ကောင်တွေစောက်ရမ်းမုန်းပါတယ်နော်ကျွန်တော်လည်းဘသူကိုမဆိုကျွန်တော်စောက်ရမ်း respect ထားပါတယ်နော်တချင်းနဲ့ပတ်သက်တာပဲဖြစ်အမှုပညာနဲ့ပတ်သက်ကျွန်တော်အကုန်လုံး respect ထားပါတယ်နော်ကျွန်တော်ဒီခွေထဲမှာပါတဲ့နော်အဲ့ခိုးပြမယ်ဆိုတဲ့တချင်းအဲ့ထဲမှာကျွန်တော်စွန်စားမယ်ကိုချီရေးလိုက်ရဲ့လားစွန်စားမယ်ကိုချီရေးလိုက်ရဲ့လားဆိုရယ်စာသားကျွန်တော်အရှိတုန်းကတချင်းတွေရှိတယ်တချင်းရှိတယ်အဲ့တချင်းရဲ့တီးရေးကိုကျွန်တော်ကိုယ်တိုင်ရှာဖွေပြီးတော့မှကျွန်တော်ဂီတအစည်းအရုံးကိုဆက်သွယ်ကျွန်တော်ဒီတချင်းလေးတော့ဒီလိုသုံးထားပါတယ်အဲ့တော့ကျွန်တော် credit ပေးခြင်းတယ်အဲ့တီးရေးစီကနေကျွန်တော်ပြန်ဝယ်ပါမယ်ဆိုတော့ကျွန်တော်အဲ့စာသားလေးတေးသေးလေးပဲပါတဲ့ဟာကိုကျွန်တော်10သိန်းပေးပြီးကျွန်တော်ဝယ်ခဲ့ပြီးတော့ဟိုတရားသားချစ်လဲထိုးနီးလည်းကောင်းပဲကျွန်တော်ပတ်စံနေအကုန်ပေးပြီးတော့ကျွန်တော်ဝယ်ခဲ့ဘယ်တော့မှကျွန်တော်ပေါက်လို့ပဲသားမလို့မီးပုံပွဲသချင်း chorus ပါတဲ့တော့အဲ့ chorus စာသားဖြစ်တဲ့တော့အဲ့တီးဆရာဘူးရင်တီးဆရာကိုကျွန်တော်အကုန်လိုက်ရှာပြီးတော့ကျွန်တော်အဲ့လိုမျိုးပဲကျွန်တော်ပေးပြီးတော့ဝယ်ခဲ့ဘယ်တော့မှကျွန်တော်သူများရဲ့ credit ကိုကျွန်တော်ဟာပါဆိုပြီးတော့အဲ့လိုစောက်ဟိုသိရမလားသိရမလား attention လိုချင်ပြီးတော့သိရမလားငါလုတ်ပေးလိုက်တာလေကွာငါလုတ်လိုက်တာလေကွာဆိုတဲ့အထာမျိုးတော့ဘယ်တော့မှမလုပ်ဘူး